ဉာဏ်ရည်ထက်မြက်သူတို့ရဲ့လက္ခဏာများတကယ်တမ်းထူးချွန်ထက်မြက်တဲ့သူတွေဟာငါတော်တယ်လို့ဘယ်တော့မှထုတ်ပြောလိမရှိကြပါဘူးသူတေသနာတွေရလဲကိုအယံတော်တယ်ရန်အယံကောင်းတယ်လို့ပြောနေတတ်သူတွေထက်တိတ်ဆိတ်နဲ့စဉ်းစားတွေးခေါ်မှုအားကောင်းသူတွေကသာပိုပြီးဉာဏ်ရည်မြင့်မားကြတာကိုတွေ့ရပါတယ်ကျွန်တော်မသိဘူးလို့ပြောရမှာမကြောက်ချင်းဒါဟာရိုးရှင်းပေမဲ့အင်မတန်အစွမ်းထက်ပါတယ်စိတ်ပညာမှာတော့ဒါကို intellectual humility ပညာရှိနှိမ်ချမှုလို့ခေါ်ပါတယ်ဉာဏ်ရည်မြင့်သူတွေဟာသူတို့မသိတာကိုဝန်ခံဖို့ဝန်မလီကြဘူးသူတို့အတွက်ကငါမှန်တယ်ဆိုတာထက်အမှန်တရားကိုသိရှိနားလည်ဖို့ကပိုအရေးကြီးလို့ပါနဲ့မရေရာမှုတွေကိုတီးခံနိုင်ခြင်းလူအများစုကကိစ္စတစ်ခုခုကိုအဖြေချက်ချင်းမရရင်စိတ်မရှည်ဖြစ်တတ်ကြပါတယ်ဒါပေမဲ့ဉာဏ်ရည်မြင့်သူတွေကတော့အဖြေတစ်ခုကိုချက်ချင်းကောက်ချက်မချပဲအချီနီအရရက်ကိုအချိန်ယူလေ့လာစောင့်ကြည့်နိုင်စွမ်းရှိကြပါတယ်၃အရာရာကိုစူးစမ်းလို့စိတ်ရှိခြင်း intellectual curiosity သူတွေကမိမိအလုပ်နဲ့မဆိုင်တဲ့အရာတွေကိုတောင်စူးစမ်းချင်ကြပါတယ်ဒါကဘာကြောင့်လဲဟိုလိုဆိုရင်ကိုဘာဖြစ်မလဲဆိုတဲ့မိခွန်းတွေကိုအမြဲမီးနေတတ်ပြီးအချက်အလက်တွေကိုစူးစောင်းယုံတယ်မဟုတ်ပဲအရာရာရဲ့နှုတ်ကွယ်ကပတ်သက်ဆက်နွယ်မှုတွေကိုရှာဖွေတတ်ကြပါတယ်၄မိမိရဲ့အတွေးအခေါ်ကိုပြန်လည်ဆန်းစစ်ခြင်း metacognition ကိုယ့်ရဲ့အတွေးမှာအမှားပါနေမလားဆိုတာကိုသူတို့ကအမြဲပြန်ဆန်းစစ်နေတတ်ပါတယ်ငါရဲ့ယူဆချက်ကမှားနေနိုင်တယ်လို့သူတို့ပြောတာဟာကိုယုံကြည်မှုမရှိလို့မဟုတ်ပဲသူတို့ရဲ့အုံနောက်ကအတွေးအခေါ်ပုံစံတွေကိုတီချာစောင့်ကြည့်စစ်ဆေးနေလို့ပဲဖြစ်ပါတယ်ငါနဲ့နေတဲ့ဟာတဉာဏ်ရှိခြင်းသူတေသနာတွေအရာဉာဏ်ရည်မြင့်သူတွေဟာအ내အတိတ်ပဲအဆင့်ပါတဲ့ဟာတမျိုးတွေကိုပိုနှစ်သက်ကြပါတယ်ဟာတဆိုတာဟာအရာဝတ္ထုတွေကြားကမထင်မှတ်ထားတဲ့ဆက်နွယ်မှုတွေကိုရှာဖွေတာဖြစ်လို့ဒါဟာဉာဏ်ရည်ရဲ့အခြေခံအကျဆုံးပြရုပ်တစ်ခုပါပဲ6တယောက်တည်းအချိန်ဖြုံးရတာကိုနှစ်သက်ခြင်း loners by choice ဉာဏ်ရည်မြင့်မားသူတွေဟာလူမှုဆက်ဆံရေးထက်မိမိရဲ့အတွေးကဘာထဲမှာအချိန်ဖြုံးရတာကိုပိုနှစ်သက်တတ်ကြပါတယ်ဒါဟာလူကြောက်တာမဟုတ်ပဲတယောက်တည်းရှိနေတဲ့အချိန်မှာသူတို့ရဲ့အုံနောက်ကပြဿနာတွေကိုဖြေရှင်းဖို့နဲ့အကြံသစ်တွေထုတ်ဖို့ပိုပြီးအလုပ်လုပ်နိုင်လို့ဖြစ်ပါတယ်9ပတ်ဝန်းကျင်နဲ့အလွယ်တကူလိုက်လျောညီထွေးရှိခြင်း adaptability ဉာဏ်ကောင်းခြင်းရဲ့တကယ့်အထိပ္ပယ်ကပြောင်းလဲမှုကိုလက်ခံနိုင်ခြင်းဖြစ်တယ်လို့ Stephen Hawking ကပြောခဲ့ပူပါတယ်ဉာဏ်ရည်မြင့်သူတွေဟာအခက်အခဲတစ်ခုကြုံလာရတဲ့အခါညီးတွားနေမဲ့အစားအခြေအနေသစ်နဲ့ကိုက်ညီအောင်သူတို့ရဲ့အပြုအမူကိုချက်ချင်းပြောင်းလဲနိုင်စွမ်းရှိကြပါတယ်8အသေးအဖွဲကိစ္စတွေကိုတတိထားမိခြင်း observant nature သူတို့ဟာလူအများတတိမထားမိတဲ့အသေးစိတ်အချက်လက်လေးတွေကိုမြင်တတ်ကြပါတယ်စကားဝိုင်းတစ်ခုမှာအများကြီးဝင်မပြောပေမဲ့ဘေးကနေတီချာနားထောင်ပြီးလူတွေရဲ့ခန္ဓာကိုယ်ဘာသာစကား body language နဲ့အမှုအရာတွေကိုလိလာနေတတ်တာဟာသူတို့ရဲ့ထူးခြားချက်တစ်ခုပါညီကုန်းချုပ်အနေနဲ့ဉာဏ်ရည်ဆိုတာတင်ဘလောက်အများကြီးသိထားတယ်လဲဆိုတာထက်အသိပညာအပေါ်တင်ဘလူသဘောထားတယ်လဲဆိုတဲ့အချက်ကပိုအရေးကြီးပါတယ်တင်ကိုယ်တိုင်လေမသိတာကိုဝန်ခံရမှာမကြောက်ဘူးအရာရာကိုစူးစမ်းခြင်းစိတ်ရှိတယ်ဆိုရင်ဒါဟာတင့်ရဲ့ဉာဏ်ရည်ထက်မြက်မှုပြရုပ်တွေပဲဖြစ်ပါတယ်ဉာဏ်ရည်ထက်မြက်ခြင်းဆိုတာ IQ test တွေမှာအမှတ်အများကြီးရတာဒါမှမဟုတ်ဘွဲလက်မှတ်တွေအများကြီးပိုင်ဆိုင်ထားတာမျိုးထက်ပိုပါတယ်အစစ်အမှန်ဉာဏ်ပညာဆိုတာမိမိကိုယ်ကိုအမြဲပြန်လဲစမ်းစစ်တတ်တဲ့နှိမ်ချမှုပါမတိတာကိုဝန်ခံရဲပြီးအမှန်တရားကိုအမြဲရှာဖွေနေတဲ့တတ္တိပါပူတော့အရာရာကိုအပေါ်ယံမကြည့်ပဲအနှစ်သာရကိုမြင်အောင်ကြည့်တတ်တဲ့စူးစမ်းစိတ်ပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာကိုမသိသေးတဲ့အရာတွေအပေါ်မှာစိုးရိမ်စိတ်မရှိပဲခလီးတယောက်လိုစူးစမ်းခြင်းစိတ်နဲ့ဆက်လက်ရှင်သန်သွားမယ်ဆိုရင်ဒါဟာပုံမူထက်မြက်တဲ့လူအတိုက်အဝင်းတစ်ခုဖြစ်လာဖို့အကောင်းဆုံးအစပဲဖြစ်ပါလိမ့်မယ်ဉာဏ်ပညာရဲ့အစဟာမိမိကိုယ်ကိုဘာမှမသိသေးဘူးဆိုတာကိုသိနာလေခြင်းကနေစတင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်